ရွှေရင်းထဲမှာဒူးနေတဲ့လူတရားဟာအလွန်ကြီးမားတဲ့ရွှေတုံးတုံးကိုရှာသေးသွားပါတယ်။သူ့တငယ်ချင်းလည်းအမြန်ပြေးလာပြီးကြည်လေ။အဲ့ဒီလူကမနာလိုမဖြစ်ပဲခွဲဝေအော်လို့ပြောပြီးရွှေတုံးကိုတဝက်ခွဲကတငယ်ချင်းကိုပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီညမှာတော့တငယ်ချင်းရဲ့စိတ်ထဲကိုလောဘစိတ်ကဝင်ရောက်လာပါတယ်။သူမိဆွေရဲ့အိမ်ထဲကိုတိတိရှောက်ဝင်ပြီးကြန့်ရှိနေတဲ့ရွှေတဝက်ကိုခိုးယူသွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့လောဘကြီးတဲ့တငယ်ချင်းဟာရွှေတုံးနှစ်ပိုင်းလုံးကိုကိုင်းပြီးဈေးကွက်ထဲကိုသွားလာနေပါတယ်။အဲ့ဒီချိန်မှာအမှန်တရားကိုသိတဲ့မိုင်းလုတ်သားကတွေးသွားပြီးအဲ့ဒီရွှေကိုမင်းညဲကငါ့အိမ်ကနေခိုးသွားလာမဟုတ်လားလို့ပြောလိုက်ပါတယ်။ဒါပေမဲ့လောဘကြီးတဲ့သူကရဲပြီးမဟုတ်ဘူးဒီရွှေလေးကိုငါကိုယ်တိုင်မိုင်းထဲမှာရှာတွေ့တာလို့လိန်ပြောပါတယ်။အဲ့ဒီအကြောင်းနှစ်ဦးစလုံးတရားရုံးကိုသွားကြပါတယ်။တရားရုံးမှာလောဘကြီးတဲ့သူကဒီရွှေတုံးနှစ်ခုကိုတီးတန့်ရှာတွေ့တာပါလို့ဆိုပါတယ်။အမှန်တရားရှိတဲ့မိုင်းလုတ်သားကတော့ရွှေတုံးတစ်တုံးကိုတွေးပြီးသူနဲ့ခွဲဝေပြီးခဲ့တာပါ။နောက်တစ်ဝက်ကိုသူခိုးသွားတာပါလို့ပြောပါတယ်။တရားသူကြီးကရွှေတုံးနှစ်ပိုင်းကိုလက်ထဲယူပြီးပေါင်းကြည့်လိုက်တဲ့အခါအဖေကကိုက်ညီသွားပါတယ်။တီးတန့်ရှာတွေ့တာဆိုရင်ဘာကြောင့်အခုလိုအဖေကိုက်ညီနေရတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအခါလောဘကြီးတဲ့သူကမျက်နှာဖြတ်သွားပြီးအမှန်တရားထွက်ပေါ်လာပါတယ်။တရားသူကြီးကဆုံးဖြတ်ချက်ချပြီးမင်းဟာကိုကျိုးမေစွာကူညီခဲ့တဲ့သူကိုပြန်လဲလိန်ညာခိုးယူခဲ့တယ်။ရွှေကိုပြန်ပေးရမယ်။ထို့အပြင်ဒဏ်ငွေအနေနဲ့ရွှေတင်ကား100ထပ်ပေးရမယ်လို့ကြေညာလိုက်ပါတယ်